ကချင်ပြည်နယ်လမ်းဦးစီးဌာနကကျင်းပသည့်2026ခုနှစ်မိုးရာသီပြည်နယ်အဆင့်စုပေါင်းတစ်ပင်ဆိုင်ပွဲတော်ကိုဇူလိုင်လ4ရက်နေ့နံနက်ပိုင်းကမြစ်တနာမြို့အဝင်ရွှေဘိုမြစ်တနာပြည်တော်စုလမ်းမကြီးမော်ဖောင်းကျေးရွာအနီးကီလိုမီတာ490 ဒရမ83မှ483 ဒရမ34ရက်တွင်ကျင်းပခဲ့ပြီးတစ်ပင်ပေါင်း150ပင်စိုက်ပျိုးခဲ့ကြတယ်လို့သိရပါတယ်။တစ်ပင်ဆိုင်ပွဲတော်သို့ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခေထိန်နန်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမောင်ပြည်နယ်လက်စစ်စွမ်းအင်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်နိုင်အစိုးရအဖွဲ့ဝင်များပြည်နယ်စင်းစေချုပ်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့မော်ဖောင်းကြီးရွာမှဒေသခံများကတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အခမ်းအနားမှာတာဝန်ရှိသူများကစိန်ပန်းနှင့်ပြင်ကရိုးပင်စုစုပေါင်း150ပင်ကိုပါဝင်စိုက်ပျိုးပြီးဌာနဆိုင်ရာများနှင့်ဒေသခံများထံဖြန့်ဝေပေးခဲ့ပြီးနောက်လမ်းဘေးဝဲရသလျှောက်သတ်မှတ်ထားတဲ့နေရာများမှာစုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါစုပေါင်းတစ်ပင်ဆိုင်ပွဲတော်သည်လမ်းဘေးသလျှောက်စိန်လန်းစုပြေးရေးနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုရည်ရွယ်၍ကချင်ပြည်နယ်လမ်းဦးစီးဌာနကမိုးရာသီအတွင်းနေ့စဉ်ကျင်းပလျက်ရှိသည့်အစီအစဉ်တစ်ခုဖြစ်ကြောင်းသိရပါတယ်။